မင်္ဂလာပါ We Care for You program မှာကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့ We Care for You အဖွဲ့သားများဆိုရင်စီးကြိုနဲ့ပတ်သက်သောလူနာများအတွက် Grand သားဆေးရုံမှာရှိတဲ့စီးကြိုနဲ့ဟော်မုန်းဆိုင်ရာယောဂအထူးကုဆရာဝန်ကြီးမြန်မာနိုင်ငံစီးကြိုသွေးကြိုအသင်းရဲ့ဥက္ကဋ္ဌပါမောက္ခဒေါက်တာသန်းအေကိုဒီစီစဉ်အတွက်ကျွန်တော်တို့ဖိတ်ခေါ်ထားပါတယ်ဆရာမကြီးမင်္ဂလာပါမင်္ဂလာပါရှင်ဟုတ်ကဲ့ဆရာမကြီးကျွန်တော်တို့ဒီနေ့မှာပေါ့နော်ချိန်ပေးပြီးတော့ဒီအစီအစဉ်လေးကိုလာရောက်တွေ့တဲ့ဆရာမကြီးကိုကျေးဇူးတင်ပါတယ်ဟုတ်ကျွန်တော်ဒီနေ့ဆွေးနွေးသွားမယ့်အကြောင်းအရာပေါ့နော်ဆရာမကြီးရေးသားထားတဲ့ဆောင်းပါးတွေဆရာမကြီးရေးသားထားတဲ့ဒီဆောင်းတွေရှိတယ်ပေါ့နော်အဲ့ထက်ကတချို့လူနာတွေစိတ်ဝင်စားမဲ့အကြောင်းအရာလေးကိုကျွန်တော်တို့မေကွန်းအနေနဲ့ဖန်တီးပြီးတော့ကျွန်တော်တို့အမေးဖြေနေကျွန်တော်တို့မေးမြန်းသွားမှာဖြစ်ပါတယ်ဟုတ်ဆရာမကြီးပထမဆုံးပြောချင်တာတော့ပေါ့နော်ဒီစီးကြိုလူနာတွေအတွက်ပေါ့နော်စီးကြိုယောဂပေါ့နော်ဆရာမကြီးတို့ဒီယောဂမှာတော့ဆရာယောဂရှိမယ်ဆေးရှိမယ်ပေါ့နော်ဒါပေမဲ့ယောဂတွေကလည်းအမျိုးမျိုးရှိတဲ့အထက်မှာစီးကြိုယောဂကတော့ဒါဘယ်လိုပြောရမလဲနည်းနည်းရှုပ်ထွေးတယ်လို့ပြောရမလားဒါနော်ရှုပ် complex ဖြစ်တယ်ပေါ့နော်complex ဖြစ်တယ်အဲ့အလေးနဲ့ပတ်သက်ပြီးတော့ဒီဆရာမကြီးအနေနဲ့ဘူးသူတိုက်ရအောင်လေကျွန်တော်တို့ပြောပြပေးပါဦးဒါစီးကြိုဖြစ်ပြီဆိုလို့ရှိရင်တော့နော်ဒါစီးကြိုတင်မကောက်ဘူးသူ့မှာနောက်မှာတွဲလာမဲ့ယောဂတွေကအဆုံးရှိတယ်ပေါ့နော်ဒါတွေကလူတွေရဲ့တက်တန်းကိုတိုးစေတယ်နော်ဒါကြောင့်ဒါစီးကြိုဖြစ်ပြီဆိုလို့ရှိရင်စီးကြိုတစ်ခုတည်းမကောက်နော်ခြားယောဂတွေပါသူ့နောက်မှာအမြဲတမ်းရှုပ်ထွေးပြီးတော့ရှိနေတဲ့အတွက်ကြောင့်သူကုသရတဲ့အခါလွယ်ကူသလိုရှိပေမဲ့လည်းတစ်ခါတလေတော်တော်လေးခက်ပါဟုတ်တယ်သူကခက်ခဲဆိုတာတခြားယောဂတွေနဲ့သူကမတူဘူးပေါ့တခြားယောဂအနာရှင်းစီးတစ်ခါလေးပေးလိုက်စီးကြိုကြတော့ဒီကစီးကြိုရဲ့အဓိက life style ကြောင့်ဖြစ်တာလေလူတွေရဲ့စားတောက်နေထိုင်မှုတွေဒါတွေပြောင်းလဲလာတော့လေနော်ဒီဆေးတစ်ခုတည်းနဲ့မအောင်မြင်ဘူးနော်ဆေးကပိန်းနဲ့များလာတယ်နော်ရှုပ်ထွေးလာတယ်ပေါ့နော်တကယ်တော့လူနာတွေကသိမယ်ဆိုရင်သူတို့က90%လောက်သူတို့ကိုယ်တိုင်ပါဝင်တယ်ဆိုရင်အောင်မြင်တယ်လို့ဆင်မထင်တယ်အဲ့ဒါကဘာလဲဆိုရင်သူတို့နေ့စဉ်စားတောက်နေထိုင်မှု life style ပြင်ပေးရင်ပဲကိုတချို့စီးကြိုတောင်ပျောက်တယ်ဆိုတော့နော်အဲ့တော့90%တော့သူတို့ပါဝင်ပေးမယ်ဆိုရင်ကျမတို့အောင်မြင်ပါတယ်ဟုတ်ကဲ့ပါဟုတ်အဲ့ဆိုရင်တော့ကျွန်တော်ဒီမိကုန်းလေးနဲ့ကျွန်တော်တို့စလိုက်ပါမယ်နော်ဆရာမကြီးဟုတ်ကဲ့ပါဆရာမကြီးကခုနကပေါ့နော်ကျွန်တော်လည်းစကားပြောနေနေစီးကြိုရှိရင်တက်တန်းတိုးတယ်လို့ပြောတယ်ပေါ့နော်အဲ့တော့ဒီမိကုန်းလေးကပေါ့နော်စီးကြိုရှိလာရင်တက်တန်းစိမနေနိုင်ဘူးလားတဲ့နောက်ပြီးတော့ယောဂရှိတာနဲ့တဲ့တက်တန်းကတိုးသွားမှာလားတဲ့နောက်ပြီးတော့စီးကြိုယောဂဆိုတာအတန်တိတ်လူတက်သမားလို့ပေါ့နော်ခေါ်ကြတယ်ပေါ့နော်ဘာကြောင့်လဲပေါ့နော်အဲ့ဒါလေးလည်းရှင်းပြပေးပါဦးခုနပြောသလိုပေါ့နော်စီးကြိုရှိပြီဆိုရင်သူကတက်တန်းတိုးတယ်နော်အကြမ်းဖြင့်ဒါလေးလာထားတာလေနော်ဒီ average ပေါ့ဒါစီးကြိုရှိတဲ့သူနဲ့မရှိတဲ့လူနှိုင်းရှင်မယ်ဆိုရင်သူက9နှစ်ကနေ10နှစ်တက်တန်းပို့တိုးတယ်နော်အဲ့ဒီမှာသူကစီးကြိုထိန်းတော်တယ်ကောင်းတယ်ဆိုရင်တော့နော်မူလတက်တန်းပြန်ပြည့်မှာပေါ့နော်စီးကြိုထိန်းတာညံ့လေတက်တန်းဒီထဲမကတိုးသွားမယ်ပေါ့နော်နောက်တစ်ချက်ဘာတွေ့လဲဆိုရင်အသက်ငယ်တဲ့သူတွေစီးကြိုကနော်ငယ်တုန်းမှာစဖြစ်လေတက်တန်းကပို့တိုးတယ်နော်အဲ့ဒါလေးကမှတ်သားစရာတစ်ခုနောက်တစ်ခုကတော့တချို့ကတော့စီးကြိုတစ်ခုပဲနော်ဒီအပြင်ဘာပါလဲဆိုတာရှိသေးတယ်နော်စီးကြိုတစ်ခုအပြင်တချို့တွေကတော့သွေးတိုးပါလာတယ်နော်တွဲပြီးတော့လေသွေးတိုးပါမယ်အဆီဓာတ်လေသွေးတွင်းအဆီဓာတ်တွေများတာဒါတွေလည်းပူတွဲမယ်ဆိုရင်တော့ဒါတော်တော်လေးအသက်တိုးတယ်ပေါ့နော်ဆိုတော့ဒီအသက်တန်းတိုးရတဲ့ဒါတက်တန်းတိုးရတဲ့အကြောင်းရင်းလေးနဲ့ထပ်ပြီးတော့ရှင်းပြအောင်မယ်ဆိုလို့ရှိရင်နော်စီးကြိုတွေကဘာနဲ့တက်တန်းတိုးမလဲနော်အဲ့ဒါဆိုရင်သူတို့ကကြောက်ကပြက်တာဒါလူတိုင်းသိတယ်အကြောက်ဆုံးပဲကြောက်ကပြက်စီးသွားရင်မရတော့ပြင်လို့မရတော့နော်တချို့ကြနှလုံးသွေးကြောပိတ်တာနော်ဒါဆိုရုတ်တရက်သေဆုံးနိုင်တယ်နော်တချို့ကတော့နှလုံးတွေအားမရှိတော့တာခေါ်ပြီးတော့လေမောတယ်ပေါ့နော်ဒါနှလုံးယောဂတချို့ကလေငန်းယောဂဒါပြင်ကျမတို့ကလေစီးကြိုတွေရမ်းတဲ့400 500 600စီးကြိုစိတ်တွေဖြစ်ပြီးတော့သေဆုံးနိုင်တာရှိတယ်မကုနိုင်ပေါ့နော်ချိန်မီမကုနိုင်ဒုတိယနောက်စီးကြိုတိတ်ကျသွားရင်ရောဆိုတော့ကျမတို့ဆေးကုရင်နဲ့ဆေးအချိန်များသွားတယ်လူကလည်းနော်အစားရော့သွားတယ်အဲ့ဒီအချိန်မှာမညှိတတ်ရင်စီးကြိုအကျလွန်ပြီးတော့သေဆုံးရတာလေဒါသိမ့်မတဲဘူးပေါ့နော်နောက်ဆုံးတစ်ခုကတော့နော်စီးကြိုကတော့ဒီအသေးကို6တိုင်ဆိုတာလူတွေသိမ့်မသိဘူးပေါ့နော်အသေးအစီဖုံးတာသိပ်ဆိုးလိုက်တော့အသေး6နိုင်ဆိုအသေး6တာကလည်းလူတွေရဲ့တက်တန်းတူချင်း
တစ်ခုပဲเนาะအဲ့ဒါ ဒါဆိုရင်တော့ကျမကြီးကျွန်တော်တို့လူသားတယောက်အနေနဲ့ပေါ့နော်ဘယ်ချိန်ဘယ်တက်ရွယ်ဆိုရင်စီးကြိုစပြီးတော့တတိထားတင်တယ်လေပေါ့နော်အဝဲနေ ဟုတ်ဒါဒီအမျိုးမျိုးပါလို့ရှိရင်တော့လေမိဘတွေမှာလည်းစီးကြိုရှိတယ်ဆိုရင်အသက်20ကျော်လောက်တင်မဲ့စပြီးတော့တတိထားမှာပေါ့နော်အဲ့ဒါလေးတွေကဒါ early treatment ပေါ့နော်ကျမတို့နောက်မှာလည်းဆွေးနွေးဖို့ရှိပါတယ်နော်နောက်ဆုံးမေးထားတာဟုတ်ပြီသားစီးကြိုကအတန်တိတ်လူသက်သမားလားလို့မေးတယ်တည်တယ်ဆိုလူသက်သမားလို့ပဲသူတင်စားပြီးတော့ကျမတို့ပြောမှာပေါ့နော်အဲဆိုဘာလို့အတန်တိတ်လဲဆိုတော့စီးကြိုကြီးကဘလောက်များလူတွေဘာမှမခံစားရဘူးနော်စီးကြိုတာလူတွေကိုနော်လက်သေးနဲ့စိတ်ထားသလိုနာနေတော့ဆရာဝန်စီအမြန်ပြေးမှာပဲနော်ဒါပေမဲ့နိုင်လည်းတစ်မျိုးနော်နာမနာဘူးလေနာလည်းမနာဘာမှမဖြစ်စားလို့ကလည်းကောင်းတယ်နော်ကောင်းဆိုဒီကဘာမှကြုံမဆိုင်ဆရာမလို့နော်အဲ့လိုပဲနေတော့ effect ကဘာဖြစ်လဲစောမသိလိုက်ရဘူးပေါ့နော်ဝေဒနာမရှိတော့စောမသိဘူးဟုတ်ပြီသွားစစ်လိုက်ပြီးတော့သိရင်တော့မှလည်းမကုကြဘူးငါဘာမှမဖြစ်ဘူးဆိုတော့မကုကြဘူးဘယ်ချိန်ကြမှလူတွေကဂယုဆိုင်လဲဆိုတော့အိယာကလန့်လို့သလိုပေါ့နော်ဂယုဆိုင်လာတယ်ဆိုရင်နော်အလန့်တကြားနဲ့ဘာဖြစ်လာလဲကြောက်ကပြက်လာပြီနောက်ဆက်တွဲပေါ့ခုနပြောနောက်ဆက်တွဲယောဂတို့နှလုံးဖြစ်တယ်တို့ရုပ်တရက်လေငန်းဖြစ်တယ်အဲ့လိုတစ်ခုဖြစ်လာပြီဆိုရင်အဲ့ဒီချာတော့အရန် very late ပေါ့နော်နောက်ကျသွားပြီပေါ့နော်ဒါကြောင့်ဒါတတိထားမှာအတန်တိတ်လူသက်သမားဆိုပြီးတော့နော်အဲ့လိုခေါ်တွင်ကြတာပေါ့နော်ဟုတ်ကဲ့ပါဟုတ်ခုလိုရှင်းပြပေးလို့ကျေးဇူးပါဒါတက်တန်းအကြောင်းတွေပဲပြောရဆိုတော့နောက်ဒုတိယမေးခွန်းလည်းပေါ့နော်ဒီတက်တန်းပေါ့နော်တက်တန်းတို့တာအပြင်တဲ့စီးကြိုလူနာတွေရဲ့ဘဝမှာတဲ့ဘာတွေဆုံးရှုံးမှုရှိနိုင်ပါလဲကျမတို့ကတက်တန်းပြောတာလူတွေကတေဆုံးသွားတာလည်းလူတိုင်းတော့တေမှာပေါ့နော်ဒါပေမဲ့တေရတာလည်းနော်တက်တန်းတို့တာတော့မကောင်းပါဘူးနော်ဒါပေမဲ့တေမဲ့နေရာမှာမတေသေးပဲနဲ့နော်ဝေဒနာတွေအများကြီးခံစားရတကယ်စီးကြိုသမားတွေကျမတို့နေ့စဉ်တွေးနေတာကျမတို့စေဝါနဲ့လည်းပျောက်ကဲအောင်ကုလို့မရတဲ့ဝေဒနာတွေအများကြီးရှိတယ်နော်သူတို့တွေကနေ့စဉ်နာကျင်နေတယ်ခြေပွားလက်ပွားတွေကျင်တယ်တို့ကျင်တယ်ထုံတယ်နော်နာကျင်နေတယ်ဒီနာကျင်ခြင်းဝေဒနာလည်းတော်တော်ဆိုးတယ်နော်ညလည်းအိတ်လို့မရဘူးနော်ဒါအပြင်ဒါနှလုံးတွေကြောက်ကတ်တွေဖြစ်လာပြီဆိုရင်လေသူကမောနေတယ်နော်အချိန်ပြည့်မောနေတော့နော်လူတွေကဒီဝေဒနာကြီးကိုခံစားခြင်းနော်တော်တော်လေးဆိုးတာပေါ့နော်နာကျင်တာတို့မောတာတို့နော်ခြေထောက်အနာတို့ဘာလို့မကြက်နိုင်ဘူးနော်အဲ့လိုလည်းမကြက်ဘူးဆိုရင်လည်းနော်ဒီအနာကြီးနဲ့နေရတာလေတော်တော်လေးခက်တယ်ပေါ့နော်ဆိုညကြတော့လည်းအိတ်မရဘူးနော်အိတ်မရတာလည်းဝေဒနာတစ်ခုပဲနော်စီထားဖောက်ရတာနဲ့နော်ကနာလို့နိုးလာတာနဲ့စိတ်ဓာတ်ကြလို့နာမျက်စိကြောင်နေတာအများကြီးပဲနော်ဒါကတော့သူတို့ရဲ့ဒါဝေဒနာတစ်ခုပေါ့နော်ခံစားရတာဆုံးရှုံးရတာဘာလို့ဆုံးရှုံးလူမှုရေးဆိုတာကဒီလူနာတယောက်အတွက်နောက်ထပ်လူတွေထပ်ပေးရသေးတယ်မိခိုတယ်ပေါ့မိခိုတယ်နော်ကိုယ်ဝေဒနာအတွက်သူများကိုမိခိုရတယ်ဘယ်ချိန်ကြရင်လဲဆိုရင်လေးဖြတ်မယ်နော်မောနေမယ်နော်ခြေထောက်ဒုက္ခိတလို့ခြေထောက်ဖြတ်ရတယ်တို့နော်ဒီလိုဟာတွေဆိုရင်သူများပေါ်မိခိုတယ်နောက်ဆုံးလူတွေကိုမိခိုတာတွေမလောက်သေးဘူးသူကဆက်ပေါ်မှာမိခိုရသေးတယ်အဲ့ဒါကြောက်ကဆေးတဲ့ဆက်ကြောက်ကဆေးတဲ့ဆက်ဂျူးပေါ်မှာမိခိုရတယ်ဝေးသွားနေလို့မရဘူးဒီဆက်နားမှာပဲသူကတပတ်ကို2ခါသွားဆေးဒါမှအသက်ရှင်တယ်နော်ဒါမိခိုရတဲ့ပြဿနာတွေကအများကြီးပဲရှိတယ်ပေါ့ကွာเนาะအဲ့ဒါတွေက အခုပေါ့နော်ဆရာမကြီးကဆုံးရှုံးတဲ့ဟာတွေကိုပြောသွားတယ်ပေါ့နော်ပြောသွားတဲ့ခါကျတော့ဆရာမဒီဆုံးရှုံးတဲ့ခါဖြစ်လာပြီဆိုရင်စီးကြိုနှိလိုက်ရောအဲ့ဆုံးရှုံးနိုင်တယ်မပြောက်ပါဘူး။တော့ခုနကပြောသလိုထုံနာကျင်နာတို့မောတာတို့ဘာတို့ကလေဒါနော်လွန်သွားပြီဆိုတော့အကုန်မပြောက်နိုင်ဘူးเนาะသစိတ်တတိတော့တက်တောင်တော့ကျမတို့လုံနိုင်တယ်เนาะဒါကြောင့်အပြေးကောင်းအောင်လုံလို့မရဘူးဒါကြောင့်စောစလုပ်ဖို့ဆင်မတို့ကတိုက်တွန်းပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဆရာမကြီးခုနကပေါ့နော်အခုဆိုရင်တက်တန်းနေအကြောင်းပြောသွားတယ်ပေါ့နော်တက်တန်းနေအကြောင်းပြောရတယ်ဆုံးရှုံးမှုတွေအကြောင်းပြောသွားတယ်ပေါ့နော်ဒီမေကွန်းလေးကတော့ तू ကတော့ဒီစီးကြိုဝေဒနာရှိရယ်ဒီကတော့ तू ကဝေဒနာရှိတဲ့ခါကျတော့ तू ကဘာဖြစ်လဲဆိုရင်ခုနဆုံးရှုံးမှုမဖြစ်ခင်ပေါ့နော် तू စောင့်ရှောက်တဲ့ခါ quality of life ပေါ့နော်ဒီ quality of life အပြည့်ရတယ်ပေါ့နော်စီးကြိုလည်းရှိရယ် quality of life အပြည့်ရခြင်းနေဆိုရင်တဲ့အဲ့ကအပြည့်ရအောင်ဘယ်လိုနေရမလဲနောက်ပြီးတော့ quality of life ကိုထိခိုက်စေတတ်တဲ့ခံစားမှုတွေပေါ့နော်ဒါကိုလည်းရှင်းပြပေးပါဦးတဲ့ဆိုတော့ဟိုကခုနပြောလို့ပေါ့နော်စီးကြိုဖြစ်လို့ရှိရင်ဝေဒနာတွေခုနဟာတွေခံစားနေရတာအဲ့ဒီအပြင်ဘာရှိလဲဆိုတော့
direct indirectly ပေါ့နော်လူမှုရေးတွေဆုံးရှုံးတယ်လူမှုရေးတွေဆုံးရှုံးတာကတော့ဒီလိုဖြစ်တဲ့လူတွေကနော်အချိန်ပြည့်အလုံးမလုံးနိုင်ဘူးနော်သူတို့အလုံးမှာသူတို့လည်း discrimination ပေါ့သူကတော့စီးကြိုရှိတယ်ငါတို့အလုပ်ကိုအချိန်ပြေးဝမပေးနိုင်ဘူးသူ့ကိုတော့တိတ်ပြီးတော့လုံးမခန့်ခြင်းဘူးလို့နော် discrimination တွေရှိနိုင်တယ်ပေါ့နော်ဒါနောက်တစ်ခုကအလုံးမခန့်ဘူးလို့နော်ဒါတွေရှိနိုင်တယ်သူတို့ဘဝမှာဒါတွေရှိတယ်တချို့ကလုတ်ပြီးသားအလုပ်တွေတော့အလုပ်ပြုတ်သွားတာလို့ရှိတယ်ဘာလို့ဆိုတော့မလုံနိုင်တော့နော်အိမ်မှာနေရတဲ့ဘဝဖြစ်သွားတယ်ပေါ့ဒါကသူတို့ရဲ့နော်ဘာခေါ်လဲ socio economic ဆုံးရှုံးတာပေါ့နော်နောက်တစ်ခုက psycho social ပေါ့စိတ်ဓာတ်တွေကျလာပေါ့နော်စိတ်ဓာတ်တွေကျလဲနော်သူကဒီအမြဲတမ်းစိုးရိမ်နေရတယ်နော်ဒီ psychologically လဲသူတို့ကတော်တော်လေးထိခိုက်တာပေါ့နော်ဆိုတော့အဲ့ဒါတွေကသူတို့အတွက်ဘဝမှာနော်ဒါ indirectly ဟိုတင်းပေါ့ social economic ဆုံးရှုံးတာလို့နော်ဆင်မတို့ဟိုဖြစ်တတ်ပါတယ်အလုတ်ကင်ပြတ်တာပေါ့နော်နောက်ဆုံးကျတော့စိတ်ညစ်တာတို့စိတ်ဓာတ်ကျတာတို့စိုးရိမ်စိတ်တွေနဲ့သူတို့မှာဖုံးလွှမ်းနေတာတော့နော်စိတ်ဓာတ်ယောဂတစ်ခုပါအပူခံစားရတာဖြစ်ပါတယ်နော်ဒါခြုံလိုက်လို့ရှိရင်စီးချိုရဲ့နော်ဒီတစ်ခုကဝေဒနာတွေအများကြီးဆုံးရှုံးမှုတွေအများကြီးပဲ ဒါဆိုရင်ဟိုနောက်ဘောနော်ခုနကဆရာမပြောသလိုပေါ့ social economic ကမယ် family အတွင်းမှာရောဘယ်လိုဖြစ်နေအထူးဖြင့်ကိုနဲ့ဘာပေါ့နော် family မှာဘယ်လိုနေထိခိုက်နေတာမှုရှိတယ် family ကတော့နော်တကယ်ပြောရမယ်ဆို family က involve အများကြီးလုပ်တယ်ပေါ့နော်ဒီစီချိုလူနာတွေအတွက်ကိုသူတို့ပြုစုရတာနော်တချို့သားသမီးတွေဆိုလို့ရှိရင် तू အလုပ်တောင်မလုပ်နိုင်တော့ဘူးမိဘကိုပြုစုရမယ့်တာဝန်လည်းရှိတယ်မိဘအဲ့ရတဲ့လဲတဲ့အခါသူတို့ရဲ့တိုးတက်ရမယ့်ဘဝကိုဆုံးရှုံးတယ်နော်ဒါ family တွေအတွက်ကဒါနော်ဒါစရိတ်ကုန်တာကတော့မပြောနဲ့ပေါ့စရိတ်တွေကုန်တာဒါမိသားစုတစုမှာစီးချိုရှိပြီဆိုစရိတ်ကတော့အလိုလိုကုန်တယ်နော် တချို့သားသမီးတွေဆိုလည်းအလုပ်ကိုထွက်ပြီးတော့ဒီမိဘကိုပြုစုရ လုပ်ထွက်ရတယ်ကျောင်းမတက်တော့တာလို့နော်ဒီနေ့ရွယ်ရွယ်နဲ့ကျောင်းပြတ်သွားတာပေါ့နော်ဒါတွေရှိတယ်ပေါ့ ဟုတ်